မင်္ဂလာပါရှင်ဒီနေ့အောင်တနေကုန်အလုံးမအားဘူးပေါ့နော်အလုံးမအားဘူးဆိုတာကဒီလိုပါစာရစာတန်းကိစ္စလေးတွေရှိတယ်ပေါ့နော်အဲ့စာရစာတန်းကိစ္စမှာဒီစီးနဲ့ပတ်သက်ပြီးစာရစာတန်းကိစ္စလေးတွေလုပ်နေရတာတွေရှိတယ်ပေါ့နော်ဝင်းသားစရာလေးတွေလည်းရှိတယ်ပေါ့နော်အောင်ဒီနေ့တနေကုန်ဆိုဝင်းသားရတယ်ပေါ့နော်ဝင်းသားစရာတည်င်းစကားလေးတွေကြားရတဲ့ခါစတော့ရှိရင်ပျော်တယ်ပေါ့နော်အဲ့တော့အောင်စေးကိုတုံးဆွဲတဲ့သူတွေတဦးတယောက်ရှင်စီကိုလည်းအောင်ကကျေးဇူးတင်ပါတယ်နော်နောက်ပြကြတော့နောက်ထပ်မတုံးဆွဲရသေးတဲ့သူတွေကိုလည်းအောင်ထပ်ပြီးတော့ဒီဆေးကိုယုံကြည်မှုရှိဘယ်လိုတုံးဆွဲလို့ရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုအောင်ချပြတော့ပေးခြင်းနဲ့ပြီးကြတော့အောင်ကိုမေးထားတဲ့ဒီဆေးမှာဘာတွေပါလဲပြီးတော့ target ကဘသူ့ကိုချပြီးတော့ရောက်มาလဲအဲ့မျိုးစသည်မေးခွန်းလေးတွေမေးထားတာရှိတယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းအောင်ဖြေချပြီးတော့မှစနစ်တကျလုပ်ဖို့လေးတွေရှိပါတယ်ဆိုတော့အဲ့ဒါအခုလက်ရှိမှာဝယ်ယူအပေးသုံးဆွဲနေတဲ့ကိုမမအိုးတို့တော့ညီကိုမောင်မများကိုလည်းအောင်ကျေးဇူးတင်ပါတယ်ရှင်ဘာပြောမှမသိဘူးဒီနေ့ရမ်းပြောလို့ပေါ့နော်ဒီနေ့ဆိုင်ရစားတဲ့ကိစ္စနဲ့လည်းအဆင်ပြေတယ်ပေါ့နော်နောက်ပြီးကြတော့တခြားတိုင်မင်တာလေးတွေလည်းအဆင်ပြေတယ်ပေါ့နော်ဒါတွေကကြလို့ရှိရင်အဓိကကိုယ့်ဘက်ကနေပြီးတော့တေချာရအောင်ဒီအောင်အကျော်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မှစနစ်တကျတိဆောက်သွားဖို့အခိုင်အမာလုပ်ပြသွားဖို့ကိုယ့်ရဲ့ customer တွေပို့ပြီးတော့မှတုံးဆက်သူကျေပြန့်အောင်ပြီးတော့အောင်တစ်ခုရည်ထားတာကလေအောင်တော့အမျိုးသမီးတွေပေါ့နော်တချို့အမျိုးသားလေးတွေတချို့အမျိုးသမီးတွေပေါ့အလုံးမရှိတဲ့လူတွေများရတယ်ပေါ့နော်အဲ့ခါကြတော့ရှိရင်ဒီအောင်နဲ့တချို့အလုံးလို့ရှင်နဲ့လက်တွဲလုပ်ချင်တဲ့အမျိုးသမီးလေးတွေလည်းလက်တွဲလို့ရအောင်ဆိုပြီးတော့အောင်ကကိုယ်စလဲလေးနဲ့လည်းလက်တွဲလို့ရအောင်ဆိုပြီးတော့ဒီလိုမျိုးကိုယ်ကအလုပ်ကိုလုပ်ဖို့စိတ်ကူးတာပေါ့နော်နောက်ပြီးတော့ဆေးရလဲတကယ်လူကြီးမိဘ20ကျော်ကနေစပြီးတော့မှတည်ရမလား20ကျော်30 35 40 40 50 55 60 60 80အသက်တရာအထိပေါ့နော်ဒီအယိုးကျော်နဲ့ပတ်သက်ပြီးတော့ဒူးနာတာခါနာတာကြောညက်တာတည်ရမလားပြီးတော့ဇက်ကြောတက်တာအဲ့လိုမျိုးလေဖြတ်လေငန်းအယိုးကြည့်ပေါင်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီလူငယ်25တော်တော်များများဆိုလို့တချို့ယောက်ျားလေးဆိုဘောလုံးကန်တယ်တချို့မျိုးသမီးတွေဆိုလုပ်ငန်းလုပ်ရလို့ဇက်ကြောတက်တယ်အဲ့ဒီအပေါ်မှာနဲ့ပတ်သက်ပြီးတော့လေ target နဲ့သုံးလို့ရတယ်ပေါ့နော်ဒီအသက်ရအထိလည်းသုံးလို့ရတယ်ဆိုတဲ့အကြောင်းရယ်ပြီးတော့ကိုယ်စလဲအနည်းနဲ့အရက်ကိုလည်းခေါ်တယ်ဆိုတဲ့အကြောင်းရယ်အောင်ပြောကြချင်ပါရှင်